ခုအတွင်းနေနဲ့ပြသသွားမယ့်အရာတော့ကျွန်တော်တို့တကယ်ချင်းမွေးကြိုက်ခင်ရရင်ဘယ်လိုမျိုးဥတရမလဲဆိုတာပြသသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အခုချိန်မှာမပြုတ်လို့တဲ့အချက်တွေကိုရှင်းဆုံးပြောပါမယ်ကျွန်တော်တို့မွေးကြိုက်တဲ့အခါမှာစုပ်ထုတ်ခြင်းလုံးဝမပြုတ်လို့တင်ပါဘူးဒါအပြင်ပတ်စီနဲ့သူ့ရဲ့ခြေထောက်ကိုကျင်တင်းတင်းကြပ်ကြပ်မွေးစိတ်မပတ်အောင်လို့ဒီလိုမျိုးခြေတာတွေကိုဖွင့်မပြုတ်တင်ပါဘူးဘာလို့လဲဆိုတော့ကြောင်ရမ်းတာတွေပါဖြစ်နိုင်ပါတယ်ကျွန်တော်တို့လူနာကိုပြုလုပ်တဲ့အချက်တွေကတော့ဘာလဲဆိုတော့ပထမဆုံးအနေနဲ့သူ့ရဲ့စိတ်ကိုနေအောင်ထားခိုင်းရပါမယ်သူ့ရဲ့စိတ်နှိမ်မတန်လေးကိုစိတ်ပြက်တာနေသွားမှာဖြစ်ပါတယ်ပြီးရင်သူ့ပတ်တိစီပေးတဲ့အခါမှာကြမ်းကြမ်းတမ်းမဟုတ်ဘဲနဲ့ညင်ညင်တတာနဲ့လက်တစ်ခုဝင်နိုင်တဲ့အထိချောင်းအောင်ပတ်တိကိုထားပေးရပါမယ်ဒီလိုထားခြင်းအဖြစ်ကျွန်တော်တို့ရဲ့စိတ်ကိုပြန့်နှံ့ခြင်းကိုရောချနိုင်ပါတယ်ပြီးရင်မွေရဲ့ဒဏ်ရာကိုလူရဲ့နှလုံးအောက်လူနာရဲ့နှလုံးအောက်ရှိတဲ့နေရာမှာထားပေးရပါမယ်ဒါမှသာလေးနှလုံးကိုအမြဲမရောက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဟာအကယ်၍တောထဲမှာမဟုတ်ဘဲနဲ့ရက်ကွက်တွေရာတွေထဲမှာဆိုရင်ဤဆက်ရစီးုံစီခန့်တို့သွားပြီးတော့ဥတနိုင်ပြီးအကယ်၍တောထဲမှာဆိုရင်တော့ကျွန်တော်တို့ဟာထန်းစင်ကိုပြုလုပ်ပြီးတော့ကျွန်တော်တငယ်ချင်းခေါ်သွားဖို့လိုပါတယ်起的地方。Sorry。ဒီလိုပက်လိုက်နော်。ကျမတို့ဝါကိုကျိုးနဲ့တင်းတင်းလေးချီထားပြီးတော့ကျမတို့ထောင်လိုက်ပါမယ်
了，我都听到想要。普通要干哦？回来个嘞。哦，好别是我都专门诶。不必。啊，还有没？对面没有？来。哎，不低。哦，看把皮抓嘞，对面一点哦。嘿，不会呢，不会，长辈对烟春你没看到了就。不会嘛，上个路口呢，长辈把皮打了，你就发呀。我这边，我，嘿，长辈把皮打嘞，他打皮打了你啊。ဒီလိုမျိုးတိတ်ခတ်လို့နေရခါမှာဆိုရင်ကျမတို့အနေနဲ့တက်ကြီးနဲ့ပြီးတော့ဒီချက်လေးစီးပြရပါမယ်။ဓမ္မတာလေးသူ့ရဲ့တွေးတွေကတိတ်ကောင်းမှဖြစ်ပါတယ်။ပြီးတော့မှလက်ကိုနှလုံးရဲ့အပေါ်ထက်မှာမြင့်ပေးထားရပါမယ်။ဒါမျိုးလောက်တာမှသွေးမတိတ်သေးဘူးဆိုရင်တော့ကျမတို့အနေနဲ့အပေါ်ကနေပြီးတော့မှသွေးတိတ်အောင်လို့အကျော်ရည်တိတ်ပြီးတဲ့အတွက်တက်ကြီးနဲ့တက်စီဖို့လိုပါတယ်။ဒါမှသိမတိတ်သေးဘူးဆိုရင်တော့ဒီအပေါ်ကနေပြီးတော့မှပဲတက်ကြီးရထက်ပြီးတော့မှအရင်နဲ့ဖြစ်ထပ်ပြီးစီထားနိုင်ပါတယ်။တွေ့တဲ့အောင်တော့မလဲဆိုရင်အားလုံးကိုကြည့်စီ